ဒီနေ့ဆရာမစာမေးမယ်နော်လို့ထားမယ်တားလေးလို့တားလေးစာမေးမယ်နော်တားလေးဟွာ23နဲ့23ပေါင်းတားလေးဘယ်လောက်ရလဲဟုတ်ဆရာမ23နဲ့23ပေါင်းပါခင်ဗျ23မဲတောင်းလေးချောဟုတ်ဆရာမ29ရပါရဲ့ခင်ဗျဟက်ကလေးနေစားမရဘူးလားနေကြက်ဒီထားနေတော့အခုဒီနေ့ညနေကျောင်းဆင်းရင်နင်းမေကိုပြောလိုက်နင်းကိုကျောင်းကကြိုရင်ဟိုဟာရုံးခန်းထဲတက်ခဲ့ပါလို့ပြောလိုက်နော်အေးကွာကြတော့အခါဟုတ်ဆရာမကျမသားလေးရုံးခန်းဆရာမရုံးခန်းထဲလာခဲ့ဆိုလို့လာခဲ့ပါဆရာမဘာအများရှိလို့ခင်ဗျကဲဟုတ်အမရဲ့သားလေးရဗျအခုလည်းတော့စာလည်းမရဘူးဗျသူဖုံးဆော့ရများလို့လားမသိဘူးဗျအမသူကျောင်းလာလဲနောက်ကြဗျနည်းနည်းလေးဆုံးမဖို့ကျမပြောလိုက်တာပါရှင်ရလားဟုတ်ကျမကျမတားလို့ဆုံးမလိုက်ပါဦးမယ်ခင်ဗျဟုတ်ကျမအေးဟာအာမင်အဲ့လိုမလုပ်ရဘူးလေဟာ